ကိုယ့်ရဲ့ထိုင်းဘဏ်အကောင့်ကနေမြန်မာပြည် KB အကောင့်ထဲကိုငွေတိုက်ရိုက်လွှဲတဲ့နည်းလေးကိုပြောပြပေးပါမယ်ကျွန်တော်တို့ရဲ့ဘဏ် software ထဲဝင်လိုက်ပါပြီးရင်တော့ transfer ဆိုတာလေးကိုနှိပ်လိုက်ပါနောက်ထပ် international transfer ဆိုတာလေးကိုရွေးချယ်လိုက်ပါကိုယ့်ဘဏ်အကောင့်ရဲ့အချက်လက်တွေကြားလာပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ next ကိုနှိပ်လိုက်ပါဆက်လက်ပြီးကျွန်တော်တို့ကမြန်မာနိုင်ငံကိုလွှဲမှဆိုလို့ရှိရင်မြန်မာကိုရှားပြီးတော့ရွေးချယ်လိုက်ပါဒါဆိုတော့ငွေလဲတာနဲ့ပတ်သက်ပြီးတော့အချက်လက်တွေပေါ်လာပါလိမ့်မယ်အဆက်ဆိုတဲ့ဟာလေးကိုအမှန်ကြည့်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ရဲ့ KB မြန်မာပြည်ကဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်။အောက်ကတော့ကိုမြန်မာပြည်ကိုလွှဲမဲ့ငွေပမာဏကိုရေးလိုက်ပါ။အောက်မှာထိုင်းဘတ်ငွေဘယ်လောက်ကျသင့်နေဆိုတာကိုပေါ်လာပါလိမ့်မယ်။ကျွန်တော်ကတော့ဥပမာမြန်မာငွေ3သိန်းကျပ်ပေါ့နော်။ဒါဆိုရင်အောက်မှာထိုင်းဘတ်ငွေအနေနဲ့956ဘတ်ကျသင့်မှာပဲဖြစ်ပါတယ်။အောက်မှာငွေလွှဲခြင်းရည်ချက်ဆိုတဲ့နေရာမှာကိုကမြန်မာပြည်ကိုကိုယ့်ရဲ့လောကလွှဲတာဖြစ်တဲ့အတွက်ကြောင့်လောကလွှဲတယ်ပေါ့။ပြီးတော့ပတ်သက်မှုဆိုတဲ့နေရာမှာကိုယ့်ရဲ့မိသားစုကိုရွေးချယ်ပေးလိုက်ပါ။ပြီးရင်တော့အောက်ဆုံးက next ကိုနှိပ်ပြီးတော့အတည်ပြုပေးလိုက်ပါဒါဆိုရင်တော့ကိုယ့်မြန်မာပြည် KB အကောင့်ထဲကိုငွေရောက်ရှိသွားမှာပဲဖြစ်ပါတယ်